ကျွန်တော်နာမည်ကတော့ကျော်စိုးဖြစ်ပါတယ်ကျွန်တော်ကတော့အခုလက်ရှိ youth မှာ diploma သင်တန်းတော့တက်လို့ပြီးသွားပြီ CCNA ကိုထပ် join ထားတဲ့ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်ဒီနေ့ဆရာဘူဦးဆောင်တဲ့ life purpose seminar လေးတစ်ခုရှိတယ်ပေါ့နော်အဲ့ဒါကို live join ဖြစ်တယ်ဒီမနက်ပိုင်းပြီးသွားတဲ့အချိန်မှာပြီးလိုက်ရတာကတော့ကျွန်တော်တို့ live မှာ goal တွေကိုဘယ်လိုထားအောင်လဲ goal တွေကိုတွားဖို့အတွက်အနှောက်အယှက်တွေကဘာရှိလဲအတားအဆီးတွေကဘာရှိလဲဘယ်ဟာတွေကိုတော့ခြံထားခဲ့ပြီးတော့ဘယ်ဟာတွေကိုတော့ focus ထားပြီးတော့အာယုံစိုက်ပြီးတော့အောင်မြင်မှုကိုဘယ်လိုသွားနိုင်မလဲဆိုတဲ့စာလေးတော့နားလည်လိုက်ပါတယ်ဘယ်ဟာလေးအရေးကြီးတယ်ဘယ်ဟာအရေးမကြီးအဓိကနဲ့တာမညလေးနည်းနည်းခွဲခြားပြီးတော့ဆရာဘိုးကသူ့ရဲ့ဘဝ experience အနေနဲ့တကွာဥပမာလေးနဲ့တကွာရှင်းပြသွားတာအရန်ကောင်းပြီးတော့အရန်ကို knowledge ရပါတယ်နောက်ပြီးတော့ကျွန်တော်ဒီ youth မှာတက်ပြီးတဲ့နောက်ပိုင်းသိလိုက်ရတာကျတော့ဒီ youth ကပေါ့နော်ဒီနည်းပညာကျောင်းတစ်ခုတည်းမဟုတ်ပါဘူးဘဝအောင်မြင်လမ်းကျောင်းကိုပါသူကလူငယ်တွေကိုအောင်မြင်အောင်ပို့ဆောင်ပေးနေတဲ့သင်တန်းကျောင်းတစ်ခုလို့ပြောရင်လည်းမမှားပါဘူးသင်တန်းတက်နေရှင်တစ်လျှောက်လုံးသင်တန်းနဲ့လိုအပ်တာတွေရောဘဝအတွက်လိုအပ်တာတွေရော knowledge နဲ့ပတ်သက်လို့လိုအပ်တာတွေရောနောက်ပြီးတော့ practical တွေနဲ့ပတ်သက်လို့လိုအပ်တာမှန်တယ်များကိုဘက်ပေါင်းစုံကအကောင်းဆုံးပံ့ပိုးပေးနေတဲ့ကျောင်းတစ်ကျောင်းလို့ပြောရင်မမှားပါဘူးကျွန်တော်တို့ဒီကြည့်နေကြတဲ့ကျောင်းသူကျောင်းသားတွေရောမိဘတွေရောအိမ်မှာပဲဖြစ်ဖြစ်ဘယ်မှာပဲဖြစ်ဖြစ်သင်တန်းထားမယ်ဆို youth ကိုတော့ပို့ပေးပါလို့တော့တောင်းဆိုပါတယ်ဘာဖြစ်လို့လဲဆိုတော့ youth မှာကပညာတွေမကဘဝအတွေ့အကြုံ knowledge တွေပါပြောင်းသွားစေနိုင်လို့ဖြစ်ပါတယ်ဒါကတော့ကျွန်တော်ရဲ့အတွေ့အကြုံတွေပါအားလုံးကျေးဇူးတင်ပါတယ်